အလုံးဝမင်္ဂလာပါပြည့်ဝဘလော့ကနေပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပြီးတော့မယ့်အကြောင်းလေးကတော့ကျွန်တော်ဘာကြောင့် Carpenter Career ကိုရွေးချယ်ဖြစ်ခဲ့တာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ knowledge sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့လစာဘယ်လောက်ရတာလဲဘယ်လိုဖြစ်ပြီးတော့ဒီအလုပ်ကို join တာလဲဆိုတော့မေးခွန်းတွေအများကြီးရှိပါတယ်ပေါ့နော်ဆိုတော့နဲ့ပတ်သက်ပြီးတော့ကျွန်တော်အစအဆုံး detail ကအစကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာ knowledge sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မျိုး Carpenter Career နဲ့လာခြင်းတဲ့လူတွေအတွက်ဒီဗီဒီယိုကအထောက်အကူဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့ let's goအရင်ဆုံးကျွန်တော်ဒီ Carpenter Career ကိုရည်ရွယ်ချက်ရှိရွေးရတာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်မှားပြီးရောက်လာတာပေါ့နော်ဒီနယ်ပယ်ကိုပေါ့နော်ကျွန်တော်ဝါသနာလည်းမပါဘူးတီလည်းမသိဘူးပေကျိုးလည်းမတိုင်းနိုင်ဘူးဘာဆိုဘာမှကိုမသိတဲ့လူပါဆိုတော့ဒီကိုဘယ်လိုရောက်လာလဲပေါ့နော်အရင်ဆုံးဒီကိုမရောက်လာခင်ကျွန်တော်မြန်မာပြည်ကတော်တော်များများကအင်တာဗျူးဖြေရတယ်ပေါ့နော်ဆိုတော့ agency နဲ့လာတာပါကျွန်တော်က agency နဲ့လာတာဖြစ်တဲ့အတွက် agent ကိုအရင်ဆုံးပတ်စံပေးရတယ်ပေါ့နော်ဆိုတော့ပတ်စံပေးတဲ့အချိန်မှာသူကကျွန်တော်ပြောတယ်ဘယ် career နဲ့သွားမှာလဲကျွန်တော်ကတော့ရတယ်အဆင်ပြေတဲ့အလုပ်နဲ့သွားမယ်လို့ဆိုပြီးတော့မှကျွန်တော်အပ်ခဲ့တာပေါ့နော်ဆိုတော့ဒါပေမဲ့သူကစပြောလာပါတယ် Carpenter ဆိုတဲ့အလုပ်ရှိရပေါ့နော်ဘာလို့ ကလဲမြန်မာလူမျိုးပြောမယ်ဆိုတော့လက်သမားပေါ့ဆိုတော့ဟုတ်ပြီကျွန်တော်အဲ့ဒါဆိုရင်တော့မလုပ်တော့မလုပ်ချင်ဘူးပေါ့နော်ဒါပေမဲ့ဟိုရောက်မှအလုပ်ပြောင်းမယ်ဆိုတဲ့အတွေးလေးနဲ့ကျွန်တော်ကဒီအလုပ်ထဲဝင်လာတာပါဆိုတော့ရည်ရွယ်ချက်ရှိဒီအလုပ်ကြီးတွေကိုရောက်လာတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ဘာကြောင့်မို့ဆက်လုပ်ဖြစ်တာလဲနံပါတ်1မေးခွန်းပေါ့နော်ဘာကြောင့်မို့ကျွန်တော်စင်ကူမှာ3နှစ်အထိလုပ်ဖြစ်ခဲ့တာလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ပြောပြပါမယ်ဆိုတော့ဘာကြောင့်မို့လဲဆိုရင်ဒီအလုပ်ဒီပထမတစ်ချက်အသက်မွေးဝမ်းကြောင်းပညာအနေနဲ့ယူလို့ရပါတယ်နောက်တစ်ခုကကျွန်တော်ဝါသနာပါသွားတာဒီရေရှည်အတွက်ကျွန်တော်ဘဝရဲ့ lifestyle အတွက်ကျွန်တော်အဆင်ပြေတယ်ပေါ့နော်ဆိုတော့အဲ့ဒါ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်ကဒီအလုပ်ကိုရွေးချယ်ခဲ့ရခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့တော်တော်များကျွန်တော်မေးကြတယ်အခုဒီလုံးနဲ့စလောက်ပြီးတော့အခုစင်ကာပူမှာလစာဘယ်လောက်ရတာလဲဟုတ်ပြီစင်ကာပူမှာကျွန်တော်လစာကကျွန်တော်ရဲ့လစာကပထမဆက်စာချင်းကျွန်တော်ဗီဒီယိုတိုင်းမှာပြောခဲ့တယ်ပေါ့နော်ဒေါ်လာ600ပဲစရပါတယ်ဒေါ်လာ600ဒီနေ့ကို daily 22နဲ့ကျွန်တော်အလုပ်စလုပ်ရပါတယ်ပေါ့နော်ကျွန်တော်အဲ့ဒီအချိန်မှာကျွန်တော်ရဲ့ live ကအလုပ်တင်အနေနဲ့လည်းလုပ်တာပါပေါ့နော်ဆိုတော့6လလောက်ကတော့ကျွန်တော်တပြည့်စီးတဲ့အမိုက်ချုံဆိုတာ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်ကသွားရတယ်ပေါ့နော်နောက်ပိုင်းမှာကျွန်တော်ပြချင်းတင်ပြချင်းတက်ဒါပေမဲ့အဲ့တော့လေသူကပုံမှန်လစာကအမြင့်ကြီးတော့မရှိဘူးပေါ့နော်ကျွန်တော်2နှစ်ကျော်လောက်တဲ့အထိကိုကျွန်တော်ရဲ့လစာကဒေါ်လာ600ကျော်ထိပဲ3နှစ်နာနီးမှသာကျွန်တော်900 800အဲ့လောက်ထိရတာပေါ့နော်800ဆိုတော့ဒါကကျွန်တော်ရဲ့ဒါကကျွန်တော်ရဲ့ basic လစာလို့ပြောလို့ရတယ်ပေါ့နော်တကယ်တမ်းလစာအမှန်ကတော့ကျွန်တော်ဒီ OTJ တွေပါတွက်မယ်ဆိုရင်တော့လစာ1500ဝန်းကျင်လောက်တော့ထွက်ပါတယ်ပေါ့နော်ဆိုတော့ဒါကတော့ Carpenter Career နဲ့လာခြင်းတဲ့လူတွေအတွက်ကျွန်တော်ဘယ်လိုမျိုးဒီလမ်းကြောင်းကိုရောက်သွားလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ sharing လုပ်ပေးတာပါ okay အဲ့ဒါဆိုရင်နောက်တစ်ခု Carpenter Career နဲ့လာခြင်းတဲ့လူတွေအတွက်ဘယ်လိုလုပ်ရမလဲဆိုတော့မြန်မာပြည်မှာ modern furniture လည်းတက်တယ်ပြီးတော့ Carpenter Career နဲ့ဒီအလုပ်ကြီးနဲ့ကျွန်တော်နိုင်ငံခြားမှာအလုပ်လုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်ကအကောင်းဆုံးကြံကြံပေးတာကတော့ကိုယ့်ဘာကိုရှာပါပေါ့နော်ဆိုတော့စင်ကာပူလိုနိုင်ငံမျိုးမှာကဒီလက်မှုပညာကအရန်ကိုထွန်းကားတယ်ပေါ့နော်ဆိုတော့ကျွန်တော်မြန်မာပြည်မှာလည်းထွန်းကားတာမှန်တယ်ဒါပေမဲ့စင်ကာပူလိုနိုင်ငံမှာကအရန်လိုအပ်တယ်ပေါ့နော်သူတို့အတွက်ဘာလို့ဆိုတော့အိမ်တိုင်းက renovation လုပ်တာများတယ်တိုက်ခန်းတွေဖြစ်တဲ့အတွက်ဆိုတော့သူတို့ကလည်းဒီ renovation သမားတွေ modern furniture သမားတွေကိုပို့ခေါ်ကြတယ်ဆိုတော့အဲ့ဒါတွေကိုဘယ်မှာသွားလျှောက်လို့ရမလဲဆိုတော့ဒီကျွန်တော်အမြဲတမ်းဗီဒီယိုတိုင်းမှာပြောတယ် Job Street ဆိုတဲ့ application မှာသွားလျှောက်ပါအဲ့မှာအမြဲတမ်းကိုယ့်ရဲ့ CV form နဲ့တခြားလေးပြင်ဆင်ပြီးတော့သွားလျှောက်မယ်ဆိုရင်ဒီ modern furniture ဘိုင်းနဲ့ Carpenter ဘိုင်းနဲ့လာတဲ့လူအများကြီးရှိတယ်ပေါ့နော် Job Street မှာတော်တော်များများမလျှောက်ကြဘူးပြီးတော့ agent တွေမှာသွားလျှောက်ပါတယ် agent တွေမှာတော့ကျွန်တော်ကတိတ်ပြီးတော့မလျှောက်စီခြင်းဘူးပေါ့နော်ဘာလို့လဲဆိုတော့ agency ကားတွေကအခုချိန်မှာဈေးရမ်းများပါတယ်ဆိုတော့ဒီ career ကြီးနဲ့လာတာကောင်းလားလို့မေးရင်လည်းကျွန်တော်ကတော့သဘောကျပါတယ်ဘာလို့လဲဆိုတော့အသက်မွေးဝမ်းကြောင်းပညာဖြစ်တယ်ပေါ့နော်ဆိုတော့ယောက်ျားလေးတစ်ယောက်အနေနဲ့ရုံးပိုင်းတွေမလုပ်ချင်ဘူးပြီးတော့နေပူထဲမှာလည်းမလုပ်ချင်ဘူးအဲ့ဒါမျိုးချိန်မှာတော့ဒီ interior အတွင်း decoration ဘိုင်းပေါ့နော်မြန်မာပြည်မှာခေါ်တဲ့အခေါ်ပေါ်ကတော့အဲ့အတိုင်းပဲလုပ်ချင်တယ်ဆိုရင်တော့ဒီဘိုင်းလေးကမဆိုးဘူးလို့ပြောလို့ရပါတယ်ဆိုတော့ဒါကတော့ကျွန်တော်ဘာကြောင့်မို့ Carpenter Career ကိုရွေးချယ်ခဲ့တာလဲနောက်တစ်ခုကကျွန်တော်ရဲ့ဝါသနာဘာကြောင့်မို့ဒီထဲကိုပါသွားတာလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ knowledge sharing လုပ်ပေးတာပါဆိုတော့ကျွန်တော်တို့တော်တော်များအမေးများတဲ့မေးခွန်းလည်းဖြစ်လိမ့်မယ်ပြီးတော့ကျွန်တော်ဗီဒီယိုတွေမတင်တာလည်းကြာပြီဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲဆိုတော့နောက်ဗီဒီယိုတွေကိုလည်းကျွန်တော် knowledge sharing လုပ်ပေးသွားပါမယ်ဆိုတော့အားလုံးပဲ bye bye နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်